အမျိုးသမီးသည်သူမ၏မျက်နှာမှအစီများကိုဖယ်ရှားပြီးနောက်မျက်ခွန်းနှစ်ထပ်ကိုထူရိုက်သည်နူးညံ့တိမ်မွေ့သောနှာတန်းကိုချက်ချင်းအလှအဖြစ်ပြောင်းလဲပစ်လိုက်သည်မိမငယ်သည်သူမ၏မျက်လုံးများကိုမယုံနိုင်ကြောညာတစ်ခုသာဖြစ်သည်သူမမျက်နှာကိုမိနစ်20လောက်စိမ်ပြီးသူမစိတ်ကြိုက်ပုံတွင်းရန်လုံလောက်ပါသည်သူမသည်ရွှေစည်းဖြင့်အွန်လိုင်းမှနှစ်ပလင်းကိုဝယ်ယူခဲ့တော်လဲသူမ၏မျက်နှာကိုပြန်လည်ပြုပြင်ပေးခဲ့သည်သူမ၏ခန္ဓာကိုယ်သည်လုံးဝပြောင်းလဲသွားကအဝလွန်နေခဲ့သည့်အလုံးစုံပြုပြင်မှုမှန်မှုများအတွက်ရောင်းသူထံဆက်သွယ်ခဲ့တော်လဲကုန်ကြစည်မှာနှက်ခတ်ပေတင်ထက်တာလွန်ကောင်းမှုမှာသည်ထို့နောက်တွင်သူမ၏အလှကိုမပေးသည့်အတွက်မိဘများကိုအပြစ်တင်ကအိမ်ပြန်သွားခဲ့သည်ပတ်စံမရပါကတက်တည်မိဟုချင်းချောက်ခဲ့သည်မကြမီမှာပင်အမျိုးသမီးငယ်သည်ပတ်စံနှင့်ခွဲစိတ်မှုစပွဲပေါ်တွင်ရှိနေခဲ့သည်ဆရာဝန်သည်ပိုရှန်နေသောအစီများကိုဖယ်ရှားကာရင်သက်ရှုမုတ်ပွဲလှပလာခဲ့ဒါပေမဲ့သူ့အမေရဲ့ပျော်ရွှင်မှုကခဏတာသူမသည်ကြံသောမိသားစု၏စုဆောင်းငွေများကိုတောင်းရန်ကသူမချမ်းသာကြောင်းသူမယုံကြည်စေရန်သာထပ်မံပြောခဲ့သည်သူမ၏အတိတ်စာမျက်နှာကိုလက်ကြည့်ရန်သူမသည်ရန်နာဟုပင်အမည်ပြောင်းခဲ့သည်သူမ၏မြင့်မြတ်သောမျက်နှာဖြင့်အန်နာသည်အင်တာနက်ပေါ်တွင်ဉာဏ်ဉာဏ်စွာခန်းစားချက်တစ်ခုဖြစ်လာခဲ့သည်သူမသည်နေ့တိုင်းမတူညီသောလူတဦးနှင့်ထွက်သွားတော်လဲသူမအားကျေနပ်မှုတစ်စုံတရာမရှိခဲ့ပေသူမသည်ချုံမောချမ်းသာပြီးဩဇာညောင်းသောအရေးချင်းရှိသောယောက်ျားတဦးကိုရန်နာကိုလိုချင်သည်ထိုနေ့ထိအန်နာမွန်ကိုတွားပြလိုက်ရသည်ဂါဒက်ရှမစခင်တရက်မှာပိုက်ပြန်လာတာကိုသတိထားမိတဲ့ beauty serum ကိုနောက်တစ်ကြိမ်ထပ်သုံးဖို့ဆုံးဖြတ်ခဲ့ပေမဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်